그럼 바로 묘치는 내서로 이 CA는 이 친이 나오네 그리고 요루비 까이 되자 요루비 까이 자해마 와 A가 원비싸니 서로 저노 냄이거나 아마 저 냄이 나이 누 냄이만 피피하게 하게 묘병 이 토양아 이 아야시 우토양아네 네비가마 이 디셈바라 16 세콘 17 세콘 20 21 22แต่ป้าปลูกวะဒီချင်းပြည်နယ်တောင်ပိုင်းကမလဲမြို့နယ်အမှတ်6ဒေသမှာနယ်လှည့်ပြီးမှတရားလဲဟောတာနယ်လှည့်ပြီးတရားလဲဟောတဲ့ချင်းဘာဒီဟောလဲဆိုတော့ပလဲဝလဲချစ်ဟောရခိုင်ပြည်နယ်ပဲတဲ့အရင်တော့ရခိုင်ပြည်နယ်ဖြစ်လို့သူတို့ပြန်သိမ်းတယ်တဲ့ပြန်သိမ်းတာဖြစ်တဲ့တော့ဘယ်တော့မှလည်းပြန်ပေးမှလည်းမဟုတ်ဘူးတဲ့နိုင်ငံရေးရလည်းမပေးဘူးစီရေးရပြယူဆိုငါတို့ကိုနိုင်အောင်တိုက်မင်းတို့ချင်းလူမျိုးတွေတောင်ပိုင်းမှာအားလုံး CPD ရောပါရီအားလုံးပေါင်းမှစစ်သား200တော့မပြည့်ဘူးတဲ့ငါတို့နိုင်အောင်ပြန်တိုက်တဲ့အဲ့လိုပြောတော့တယ်ပြီးတော့အမှတရားလိုက်ဟောတဲ့ချိန်မှာငါတို့တားရင်သူနေမြေတွေငါတို့နေမြေပေါ့ကွာတရားလိုက်ဟောတဲ့ချိန်မှာဘာဒီဟောလဲဆိုတော့ဒီချင်းပြည်နယ်တောင်ပိုင်းကငါတို့တိုက်တာငါတို့တိုက်လို့စစ်သားကင်းစင်တော့ပြီးဆိုရင် CIA ကိုလည်းငါတို့တိုက်ထုံးမယ်ငါတို့ရဲ့အာရခန်အုပ်ချုပ်မှုအောင်မှာလိုလိုဆယ်ထည့်သွင်းထားတယ်အဲ့ဒါကိုမကြိုက်လို့ရှိရင်ငါတို့အုပ်ချုပ်မှုအောင်မှာမကြိုက်ဘူးဆိုရင်မနေနဲ့အိမ်ဖြတ်ပြီးမှထွက်အဲ့လိုပြောတဲ့ချိန်ကချင်းနွားတွေကချင်းတလိဆန်နေချင်းခွေးတွေကခင်ဗျရန်တိုက်တယ်ကွာပြောမယ်ချင်းနွားချင်းတလိဆန်နေဟောထကြမပြီးတဲ့ချင်းတွေကရန်တိုက်တယ်ပြောမယ်လက်မစေးပကမစေးသမင်းစားတဲ့အမျိုးတွေကပြောမယ်သူတို့လက်တွေ့ဟိုးတာအဲ့ဥထွန်းအောင်ဟိုးတဲ့ချက်မတရားဟိုးဆရာတွေလည်းနားထောင်တဲ့ပညာရှိပုဂ္ဂိုလ်လူပုဂ္ဂိုလ်အကုန်လုံးလူအစင်အထွားပေါင်းစုံကနားထောင်ကြတာနားထောင်ပြီးကမှသူကတရားဟိုးတာတပတ်လုံးနဲ့လဲပြီးဟိုးတာအဲ့ဒီမှာဟိုလုံချုံရေးလုပ်ပေးတဲ့လူတွေကကိုတွေရဲ့အမျိုးရင်းနေပါတယ်အတိကခိုးတော့တဲ့လူလည်းကိုတွေရဲ့အမျိုးရင်းချစစ်တွေလည်းပါတယ်အေးကိုအားကိုးတဲ့ထဲမှာအဲ့ဒီမှာလေဟောတော့ငါတို့ရဲ့အာရခနိုင်ငံရဲ့အုပ်ချုပ်မှုမှာခင်ဗျားတို့တောင်ပိုင်းကိုလောလောဆယ်ထားတယ်အဲ့လိုပြောတဲ့ချိန်ကတော့ချင်းနွားတယ်မဖြစ်နိုင်မဟာအတက်ကြီးပြီအချမ်းမပြီးဘူးနဲ့ချင်းတလိစာနေချင်းနွားတယ်ချီသာချင်းနဲ့ပြောမယ်သူကအဲ့လိုဒီကပြောတယ်လောလောဆယ်ငါတို့ရဲ့အုပ်ချုပ်မှုအောက်မှာနေဟွာပေါ့နေရမယ်အာရခနိုင်ငံရဲ့ထဲမှာလောလောဆယ်ထည့်သွင်းထားတယ်မကြိုက်ဘူးလားမကြိုက်ရင်မနေနဲ့အင်းဖြတ်ပြီးမှထွက်သွားတယ်ဟောပလဲဝနဲ့ဒီတော့ပြောတာမဟုတ်ဘူးနော်ငါတို့ကံပလဲငါနဲ့မြေပြောတာအင်းဖြတ်ပြီးမှဒီနဲ့မြေမနေနဲ့တဲ့အဲ့လိုရခိုင်ကလာပြီအဲ့လိုတရားလာဟောတာတရားဝန်တရားထုတ်လိုက်ဟောတာအဲ့ဒါကိုဘာမှမရှိတဲ့နေရာငါတို့တားချင်းတွေကမြတ်တော်မှာခတ်တာဟိုတနာကြီးကြိုက်ပြီးလုံချုံယူပြီးမှအဲ့မှာအောက်ကဟိုနားထောင်နေတဲ့ပလိတ်တတယ်လည်းမြက်တောင်တော်မှာခတ်ဖူးပြီးမှပြူးပြီးမှကြည်တာအဲ့အေးကိုအရာရှိကိုတကယ်ဖျားသခင်လို့ကောင်းကင်နိုင်ငံသားလို့နိုးအေလို့ရိုးတပ်လို့ဟိုရိုးစုလို့မြင်ပြီးခါမှမြက်တောင်တော်မှာခတ်ဖူးကြည့်ပြီးအိုးနေပြီးခါမှမင်းတို့ချင်းပြီးတောင်ပိုက်ဒီကမလဲမျိုးနဲ့အမ6ဒေသမှာငါတို့ရဲ့အုပ်ချုပ်မှုကိုမကြိုက်ရင်မနေနဲ့ထွက်တော့ဆိုတော့အဲ့လိုပဲလက်ခုပ်တီးပေးတယ်တိလားကိုဖင်ကိုအလို့ခံရတာကောမတိဘူးလက်ခုပ်ပါတီးပေးတာတဲ့မင်းတို့ချင်းဒီငါတို့အုပ်ချုပ်တာမကြိုက်မနေနဲ့ပြောတာကိုလက်ခုပ်ပါတီးပေးတယ်တဲ့ဒါကအရှိတရားပြောပြတာတချို့ချင်းတလိကစာနေချင်းနွားတွေလက်မစေးပကမစေးသမင်းစားတဲ့အမျိုးတွေကချင်းကိုရန်တိုက်တယ်လာပြောမယ်အဲ့ဒီနားထောင်တဲ့ထဲမှာကျွန်တော်ပြောပြီးသားတရားဟောဆရာတွေပါတယ်ဓမ္မလူတွေပါတယ်လူမျိုးပေါင်းစုံပါတယ်ပညာဆေးနေပါတယ်နော်တချို့ရွာတွေဆိုလက်မခံဘူးနော်နားမထောင်နိုင်ဘူးဆိုပြန်တော့ကြတယ်နော်ပြောပြီးသားအေကငါတို့ရဲ့လို့ဆယ်ငါတို့ရဲ့အုပ်ချုပ်မှုထဲမှာထားတာမကျေနပ်ငါတို့ပြန်တိုက်ဒါမှမဟုတ်မကျေနပ်မနေချင်မနေနဲ့အင်းဖြတ်ပြီးသွားတယ်ဘလောက်ထိအဲ့တွေကလာပြီးခါမှာအဲ့လောက်ထိလာဆိုကားတယ်ဆိုတာသိလားဟိုမဟာမိတ်ပါဆိုပြီးခါမှာဟိုတပေပတ်လဲအမြင်နဲ့လမ်းဆုံးနေတဲ့ချင်းနွားတွေချင်းတလိကစာနေချင်းခွဲတွေတိမှာမဟုတ်
ပြောပြလဲနားမလဲကြဘူးအဲ့ဒါမှမတူပြီးနဲ့တော့ပြောတယ်ကွာပလဲဝါနဲ့တော့ပြောတယ်ကွာအမြသူများတွေပြောမှာမတူပြီးနဲ့ပလဲဝါနဲ့တဲ့ပုံငါတို့နဲ့မြင်ငါတို့တေတာနော်ကိုအမျိုးဆွေတွေတဲ့တေတာကိုပြောနေတာနော်အဲ့လိုရှိတယ်နော်ဘယ်ချင်းကပြောရဲလဲဘယ်ချင်းကမှမပြောရဲဘူးကျွန်တော်ပြောတယ်ပုတ်ခတ်တာမဟုတ်ဘူးကျွန်တော်တို့ချင်းလူမျိုးတွေနစ်နာနေတာပြောတာကိုချင်းလူမျိုးတွေနစ်နာနေတာကိုချင်းလူမျိုးတွေဒီလိုဖြစ်ပြနေတာကိုတချို့ရတယ်ဟိုခံပြင်းရကောင်းမှမသိဘူးလက်ခုပ်ပါတီးပေးတယ်တဲ့မင်းတို့ချင်းတွေငါတို့ရဲ့အာရခနိုင်ငံရဲ့အုပ်ချုပ်လို့ဆိုအာရခနိုင်ငံရဲ့အုပ်ချုပ်မှုအောင်မထည့်သွင်းတာတဲ့မကျေနပ်ဘူးလားမကျေနပ်အင်းမဖြတ်ပြီးထွက်တော့ဆိုတော့ဟာငါတို့ချင်းတွေအဲ့လိုကြီးအားရတိလားခေါင်တော့အရက်တော့ပြရတော့မှတရားနဲ့ထထိုးမှတတိရှိတယ်လို့ထင်နေတဲ့ငါတို့ချင်းတွေပေါ့ကွာကိုဖင်ကိုလာပြီးမှဖေလို့နေတာကိုလုံချုံအေးပါအပြည့်ဝယူပေးသေးတာလေကျွန်တော်ကကိုလူမျိုးအတွက်အမှန်တရားကိုအမြဲတမ်းပြောတာအဲ့ဒါကိုမကျေနပ်လို့ရှိရင်ကျက်တယ်လို့လုပ်လို့ရတယ်နော်ကိုလူမျိုးအတွက်ပြောတာကိုခင်ဗျရန်သူလို့မြင်တော့ငါလည်းမတတ်နိုင်ဘူးဆိုတော့ဘာကိုပြောချင်တယ်လဲဆိုတော့ဒီအကျိုးဆက်တွေကအေးကိုဘယ်တော့ခေါ်လာတာအခုချင်းမီနဲ့ဘယ်သူမှမလို့မောနိုင်ဘူးစောက်ကြီးစောက်ကဲပဲဟိုရှောက်ပြောကြတာအကုန်လုံးကချင်းမီတော့ပဲအေးပဲလို့မောတာအလကရှောက်နာမယ်ချာကောင်းဟိုဟာလုတ်တယ်တီဟာလုတ်တယ်ဟိုကမြောက်ပေးတာနော်မြောက်ပေးတဲ့အတိုင်းမရှောက်ပြောကြတာဘယ်သူမှကိုချင်းမီကိုဟိုဟာမဖြစ်ဘူးအေးရဲ့ချဲလဲမှုတွေပဲသွားကြတာအခုငါတို့လက်တွေ့ကိုရီးယားအကျိုးအဆွေအတိုင်းဝဲနေတဲ့နေရာတွေလက်တွေ့ခါရတယ်လေအဲ့ဒါကိုလာဟာလာမဟုတ်ဘူးချင်းနွားတွေချင်းတလိစာနေအဲ့ဒါကြောင့်ပြောတာနော်အေးအားကိုပြီးမှပဲလူမိုက်လုံနေတဲ့ချင်းတွေနဲ့နော်အပြင်ကိုထွက်မလာတဲ့ CIA တွေနဲ့ခမရတို့တဲ့ရှင်းကွာနော်ပြီးသူထောက်ခါမှုယူလိုက် CIA ကိုဘယ်သူမှမထောက်ခါထွက်မနေနဲ့ CB ကိုဘယ်သူမှမထောက်ခါမနေနဲ့ထွက်ချင်းကိုခမရတို့ဒုက္ခပေးနေတဲ့ချင်းပြည်နယ်ကိုဒုက္ခပေးနေတာအားတော့ချင်းနေသေးလားတကယ်ပြောတာကိုဖင်ကိုသူများလို့တာကိုလက်ခုပ်ပါတီးပေးတယ်တူသေးတယ်စီပါမဆိုပေးလို့ငါတို့ကံပလဲအမှတ်6တေးတာငါတို့တားရီပေါ့အရင်ကကျွန်တော်ဒီ2015လောက်က2015စာပြီးကျွန်တော်နိုင်ငံကြီးပြောလာတယ်တကယ်နာမည်ကြီးလာတဲ့ချိန်ပါဆိုကျွန်တော်ကမျိုးပုတ်ခတ်ကြတယ်ဝီမရှိပဲဝလုံးတယ်ဝမရှိပဲဝီလို့သူတို့ပြောချင်တာကနိုင်ငံရေးလှုပ်လို့ရှိရင်ကွာပတ်စံနဲ့အများကြီးရှိမှဆွေဒီငွေဒီတိုက်ပြီးကားဒီနဲ့နေမှနိုင်ငံရေးလှုပ်ရမယ်ပေါ့သူတို့ပြောတာတချို့ဆိုအခုဟိုအပီယာတော့အရက်တော့ကျွန်တော်ကအမြည်လုပ်ကြတာဒီလိုကွာပတ်စံလည်းမရှိနိုင်ငံရေးလှုပ်တော့ကွာဘာဖြစ်ငါတို့ချင်းတယ်အဲ့လိုတဆောက်ထိုးနေသီလားမူးမပီယာတော့အရက်တော့မှတရားနဲ့တရားထထိုးမှတတ်တိရှိတဲ့ငါတို့ချင်းလူမျိုးတွေအဲ့ဒါတတ်တိလို့မဟုတ်ဘူးစောက်အယူတွေဒီခိမှကြည့်လို့ခွေးဒီတောင်မှအရက်တိုက်ပြာတိုက်ကြည့်ပါလားတွေ့တယ်များလိုက်ဆွဲတာပဲခွေးမြောက်ဒီတောင်မှကြည့်ကြည့်လိုက်တိုးတောင်တဘာဝမှာသူ့ဟာသူအေးချမ်းချမ်းနေတဲ့တိဝရစားပြီးနေတဲ့နော်ဖျားချင်းနာချင်းမရှိတဲ့မြောက်ဒီတောင်မှအခုချိန်မှဆိုကြည့်ကြည့်လိုက်မျိုးရောတိုးရောတွေနဲ့နှီးစပ်တဲ့မြောက်ဒီကိုတချို့အရက်ပလေးနီဝယ်သွားမှဟိုတိုက်တယ်အရက်တိုက်တော့ပါပြီးတော့ခြာလဲပြီးခါမှာတစ်ပင်နီဝန်အုပ်ကြောက်ဆောင်နီဝန်အုပ်ကျက်တော့မှအရက်တိုက်တော့ထပြီးခါမှာကိုပြေးပြီးမှမိပုံထဲတော့ခုံချတာအဲ့ဒါအဲ့လိုပဲတောင်းမှမူးမှယူမှတတ်သိရှိတဲ့စောက်ယူပဲငါတို့ကိုလူမျိုးအရေးဘလောက်ထိခံနေရတယ်ကိုအမျိုးသားကြီးဘလောက်ထိဆုံးတယ်ဆိုတော့ဘယ်ချင်းမှမပြောရဲဘူးလီမာမယ်ဆိုတော့ထိတ်ဆုံးပြေးတာစီရငါတို့ချင်းနေစိတ်တတ်တယ်တို့ညဖိနေအောက်တန်းလာချင်းနေ
အောက်တန်းမှာအောက်တန်းစားချင်းတွေပြောတာနော်ချင်းလူမျိုးအလုံးပြောတာမဟုတ်အောက်တန်းစားချင်းတွေငါတော့အေးတော့ဖြစ်ချင်လိုက်တယ်သူတို့မိမတော့ငါချလို့ရပါလိမ့်လားတကယ်ပြောတာအခုပုံစံဆိုငါအေးဖြစ်ချင်လိုက်တာငါရင်တော့ရခိုင်မှာဖြစ်တာနားတယ်ဒီပုံစံဆိုသူတို့မိမတော့ငါတွေ့လို့ရမှာမင်းတို့အိမ်ဖြတ်ပြီးမှမဟုတ်ငါတို့အုပ်ချုပ်ဖို့မနေချင်မင်းတို့အိမ်ဖြတ်ပြီးတွားဆိုတော့လက်ခုပ်တီးပေးရတယ်အဲ့ဒါပုတ်ခပ်ပြီးကဲပြီးပြောတာမဟုတ်ဘူးတော့16ရက်ဒီဇင်ဘာလနော်ပြီးခဲ့တယ်လားဒီဇင်ဘာလ16ရက်19ရက်18 19 20 21 22ရက်တပတ်ကိုတော့နေနေပြီးတရားလိုက်ဟောတာအေးကတရားလိုက်ဟောတော့ငါတို့ချင်းရအေးရဲ့ဖင်ထဲမှာချီထွက်လာမလားဆိုပြီးခါမှပါစာကြီးဟာပြီးမှစောင်းပြီးကြည့်နေကြတာဘာမှမရှိဘူးဒီလောက်အေးချမ်းနေဟိုချမ်းစင်စင်ဖြစ်နေတဲ့ထဲမှာအခုပဲမောင်းခလို့ပဲဖြုတ်တော့မလို့နဲ့လုံချောယူပေးပြီးခါမှအေးကိုဖားတာဘယ်လောက်ထိဖားတယ်လဲဆိုတော့ဖားတာဗျဖားတာသူတို့မေးလင်းကိုဖားတာခွေးမျိုးတွေကတလိษံနေဖားတာမောင်းခလို့ပဲဖြုတ်တော့မလို့ဘသူကဘာမှလုံးမလဲမို့အဲ့လောက်ထိဖားတာငါတို့မင်းတို့ငါတို့အာရခနိုင်ငံအထဲမှာထဲသွင်းထားတယ်လို့ဆယ်ပေါ့ငါတို့အုပ်ချုပ်မှုအောင်မလို့ဆယ်တေးရမယ်မကြေနာရင်ထွက်တော့ဘာညာနဲ့ပြောတော့ဟာအာပြီးကျွေးကြိုသေးတာတဲ့အောင်ရမယ်ဆိုကျွေးကြိုသေးတာတဲ့ငါတို့ချင်းနေသေးလားထွီးဟိုကကောင်းငါတို့ချင်းနေကိုမွေးနောက်ပြီးခါမှနော်ညှော့ပေးပြီးခါမှသူကCIA နဲ့မကွဲအောင်လုပ်တာကျွန်တော်ကအမြဲတမ်းပြောတယ်နော် CIA လည်းချင်းပဲ CB လည်းချင်းပဲ CIA က CB ကိုနိုင်ကြည့်လဲကျွန်တော်ကြိုက်မှာမဟုတ်ဘူး CB ကလည်း CIA ကိုနိုင်ကြည့်လဲကျွန်တော်ကြိုက်မှာမဟုတ်ဘူးချင်းလည်းနဲ့ကန်ငါတို့ချင်းကိုနိုင်ကြည့်လဲကျွန်တော်ကပြောမှာပဲဘာဖြစ်လို့ဆိုကျွန်တော်ကချင်းလို့မျိုးတော့ပြောတယ်လို့လေချင်းဟာချင်းပဲငါတို့ CB လည်းချင်း CIA လည်းချင်းပဲငါတို့ညီကိုတွေကအခုရံဖြစ်အခုပြန်တဲ့လို့ရတယ်ပြန်ပေါင်းမှာပဲဒီအေကဂျိုးမွေးနေတာကိုတချို့ချင်းနွားတွေကမသိဘူးချင်းတလိษံတွေကမသိဘူးသိလားမသိဘူးအဟုတ်ကြီးသေးပြီးခါငါရန်စားတဲ့ကောင်ရှိသေးတယ်ညတော့လည်းကျွန်တော်လိုက်လွှတ်လိုက်တေးချတလုံးချင်းဆင်းပြတော့ငါဘာပြောထင်လဲ USA ကတဲ့တလားပတ်စာဘယ်လောက်ရတယ်လဲတဲ့ CIA ပိုးမှာတဲ့အဲ့ဒီလိုတလုံးချင်းဆင်းပြတာတောင်မှ CIA ကိုတွားဆွဲထည့်ပြီးခါမှ USA ကလည်းတလားပတ်စာဘယ်လောက်ရတယ်လဲလို့ CIA ပိုးမှာလို့လာပြောတဲ့ပစက်ကိုလေငါ့ကိုထိုးထည့်လိုက်ချင်တာသိလားတလုံးချင်းဆင်းပြတာတော့မှနားမလဲတဲ့ငါတို့ချင်းခွေးတွေအခုငါတို့ချင်းပြည်နယ်မှာလက်တွေ့ခံစားရမင်းတို့ဘာပြောရဲလဲဘာမှမပြောရဲဘူးနော်ငါကိုပဲပြောရဲတာမင်းတို့အမျိုးသားရေးတော့မင်းတို့ရွာတော့မင်းတို့ဒေသတော့မင်းတို့လူမျိုးတော့မင်းတို့သာသနာတော့မင်းတို့အမျိုးသားရေးတော့မင်းတို့ပဇာဟရဲလားမဟရဲဘူးကိုတွေကကိုလူမျိုးတော့အခုလိုပြောနေတာအလကားဖြစ်နေမှထင်ပါနဲ့အလကားမဖြစ်ဘူးနော် ဘယ်လိုလုပ်ကြမလို့ငါတို့ချင်းနေဟိုးကျွန်တော်က2015စာပြီးဟိုပြောချင်တာကွာမြန်မာပြည်ကလေးကဒီဖုံးမရှိတဲ့ချင်းစာပြီးခါမှကိုဆင်းရဲပေမဲ့နော်ကိုတန်းနေတဲ့ဖဲကကိုမျိုးသားကိုလဲလုပ်တယ်နော်အော်မင်္ဂလိကိစ္စတော့ဘာတော့လိုက်ပြီးမှဖြည့်ဆင်းပေးတယ်ရဲစခန်းတစ်ထိသွားပြီးလိုက်ဖြည့်ဆင်းပေးတယ်ငါတို့ဒီဟိုမလေးရှားနဲ့ပြန်တော့ဒီမကွေးတဲ့ဆိုးမြို့မှာချင်းမျိုးသားနဲ့ကျင်းပဖို့မပြုဘူးဒီမလေးရှားဒီမှာတော့မချင်းအမျိုးသားတွေချင်းအမျိုးသားရင်းနေတွေကျင်းပတော့ပဲနဲ့မြန်မာပြည်မှာလွတ်လာရေးကိုရှေ့ဆုံးကလုတ်ခဲ့တဲ့ကွာချင်းတွေကဟိုဆိုးမြို့မှာကွာဘာလို့အမျိုးသားချင်းအမျိုးသားရင်းနေကျင်းပလို့မရမလဲဆိုချင်းအားလုံးစီယုံနေဆိုချင်းဒီရော
ပါချီညာချီတောင်ပေါ်ချီအကုန်စီယုံပြီးခါမှာအမပိုလုံးကွန်ကြီးမှာကျွန်တော်ချင်းမျိုးသားကြီးကိုကျင်းပခဲ့တယ်မရရအောင်စီလုံးပြီးမှဟိုစီယုံကြီးအကုန်လုံးဆွဲဆောင်ဆွဲခေါ်ပြီးခါမှာစီဟိုလုတ်ခဲ့တယ်ဟိုကမ္ဘလက်ကကိုအမျိုးဒီပေါ့လူကြီးပိုင်းအမျိုးဒီကိုတော့ခေါ်ကားနှစီးနဲ့လာပြီးမှမြက်ခင်းလက်6ပေါင်းလာကကြတယ်ပိုလုံးကွန်မှာဒီလိုလေးဒီပေါ့ကိုရတတ်နေဘက်ကတတ်နေတဲ့ဘက်ကဖုံးမပေါ်ခင်လည်းလုတ်တယ်ဖုံးပေါ်လာပြီးမှ2015ကလေးကလည်းကျွန်တော်လှုပ်လာတယ်လူတိုင်းသိပါတယ်နော်လူမျိုးတိုင်းကသိတယ်ဆိုတော့ချင်းဒီကအထိုက်ဟဲ့အထိ2022အထိဒီကတော်လိုင်းမှာလဲ CIA ဖက်မှာလဲတဝုံဝုံသွားကြတယ် CB ထဲမှာလဲတဝုံဝုံဝင်ကြသွားကြသူတို့ဟာလည်းသူတို့ဘာလို့ရမဆိုတော့ကို့အမျိုးသားရဲ့တော့နားလေလာကြတော့အိုးချင်းဒီကမဆိုးဘူးဟာတော်တော်လေးဟောဖြစ်လာကြပြီကျွန်တော်ကျေးဇူးတင်တဲ့ချင်းတွေလည်းအများရှိတယ်ဦးလေးငါတို့ကဘယ်နေရာဝင်ပြီးဘယ်နေရာသွားပြီး CIA ရှိလဲဘယ်လောက်သွားပြီးဘလို့သွားလို့ရခိုင်ပြည်နယ်ကချင်းနေတောင်မှနော်ငါတို့ CIA မှာဘယ်တော့ရောက်နေပြီဦးလေးဘာညာနဲ့ပြောလာတယ်လို့လည်းရှိဆိုတော့စီးလုံးလာကြတယ်ပြောချင်တာကဒီ2023ကြီးရောက်လာတဲ့ချိန်ငါတို့ချင်းနဲ့စပြီးကွဲပြီအမအယိုးကြိုက်ကြတယ်အလူခံစားတဲ့အရာတာတွေတိလာကြတယ်သူတို့ကအမျိုးသားရဲ့နိုင်ငံကြီးသူမသိတော့ဘူးနော်နေရာလူလာကြပြီရာထုလူလာကြငါတို့ချင်းနွားတွေချင်းတလိဆန်တွေချင်းခွေးတွေနော်နေရာလူလာကြပြီမှာရှင်းအကုန်ကွဲပြက်ကုန်မလဲဟောကလည်းကောင်းကောင်းသိတယ်အကုန်ထိုးခွဲတာနော်ဟောလည်းကောင်းကောင်းသိတယ်လေထိုးခွဲတာအဟုတ်ထင်နေကြတယ်ချင်းတလိဆန်တွေငါတို့ချင်းနေအဲ့လောက်ထိညံ့ပြင်းခဲ့တယ်စောစောပြောတယ်လို့ပေါ့ငါတို့ချင်းနေမှာကမ္ဘလမျိုးနေတော့မှအင်္ဂလိပ်ဟိုလက်ထဲမှာဟုတ်တိဖတ်တိကြာရောက်တယ်အောင်ဟောမကြာရောက်တယ်အောင်ကာကွယ်ခဲ့တယ်ငါတို့ချင်းနေပါနော်မြို့တမိုင်းပြတိုက်ဒီမှာငါတို့ချင်းနေရတာဘာမှမသိဘူးမေ့မေ့ပြော့ပြော့နေနေတာဟိုတမိုင်းပြတိုက်ဒီမှာကြည့်ကြည့်လိုက်ကမ္ဘလက်ကဥခွန်လေးမနာဆိုတာငါတို့ဓာရီနော်ဓာရင်သူတွေဥခွန်လေးမှာဒီလောက်ထိငါတို့မနာမယ်ဒီရခဲ့ကြငါတို့အခုချင်းနေကြည့်ကြည့်လိုက်ငါတို့ဓာရီမှာဆိုပိုဆိုးသေးတယ်ကိုတွေကအမျိုးသားရဲ့အကြောင်းပြောလို့သူတို့နာမည်ကြီးလာတော့ကြည့်ကြည့်လိုက်နော်သူတို့နာမည်ကြီးလာတော့သူတို့ကအစားပါတော့ဝိမရှိပဲဝလုပ်တယ်ဝမရှိပဲဝိလုပ်တယ်ပေါ့ပတ်စာမရှိပဲနိုင်ငံရေးလုပ်တယ်ပြောလာတယ်တကယ်ဒါပဲကြီးလာလူမျိုးတကာရဲ့ထောက်ခံမှုရလာတဲ့ချိန်ကတော့မနာလို့ဖြစ်လာဘလို့ဖြစ်လာလဲဆိုတော့ကိုတွေကဒီဖက်ကတိုင်ဟိုဘက်ကလည်းနေပါဒီလိုယောက်ျားကြီးဒီပဲဟိုမင်းမဟုတ်ဆိုပါတော့အဲ့ဒီလူအလကားကောဘာပတ်စာမရှိဆွေလည်းမရှိဝင်လည်းမရှိအမျိုးသားကြီးလုပ်တာတဲ့ဟိုလူကြည့်လိုက်ဦးအာဆေးပါတော့လီးရထွက်တယ်လဘွေးတွေလည်းအစီကြီးတွေတပံဖုန်ဆိုးပါ ਈ လို့အဲ့ဒီလူလေတင်းဟဲဆိုတာဝါကောက်ဆယ်လီဆိုတာရက်ခဆိုတာတော့လင်းယုံစွန်ရဲ့နော်တေစားဆိုတာအကောက်ပဲနားမယ်တူလေးအလကားကောင်းပါဒီအလိုငါတို့ချစ်တယ်သိလားယောက်ျားပါတယ်တဲ့အဲ့ကြောင့်ပြောတာကဲโอเคအဲ့ဆိုကျွန်တော်ပြပြောပဲကျွန်တော်ခမရတို့ချစ်တီကချင်းလို့ပဲချောက်လို့ပဲချင်းနော်ဘလို့ပဲပြောကျွန်တော်ကကိုလူမျိုးအတော့ပြောတာခင်ဗျားတို့ချင်း6တော့ဘကတော့ဘလို့ပဲပြောကိုလူမျိုးတော့ကိုပြောတာကိုလူမျိုးကဒီလိုဒီဖြစ်ပြက်နေတာကိုငါတို့ချင်းဒီကမပြောဘသူကပြောမလဲပညာရှင်ကမဦးဆောင်ရင်ဘသူကဦးဆောင်မလဲပြောချင်တဲ့သဘောကဥပမာအလုပ်တစ်ခုလုပ်တော့မယ်ဆိုရင်ဘလို့ပဲပြောစာသားပုဂ္ဂိုလ်လို့တဲ့နော်စာသားတဲ့ပညာသားတဲ့မတူနော်စာသားလို့ရှိရင်သူ့အတူဦးဆောင်ရင်အလိုလိုနဲ့သူကပညာသားဖြစ်လာမှာပဲနော်ဆိုတော့ပြောချင်တာစာသားပုဂ္ဂိုလ်တွေဥဆောင်စမ်းပါပြောစမ်းပါစီလုံးစမ်းပါနော်စိတ်ထွက်စမ်းပါစီအမှုတော်ဆောင်ဆရာတွေကလည်းကျွန်တော်ချင်းလူမျိုးတွေစီလုံးညင်ကိုပြောပေးစမ်းပါဟောပေးစမ်းပါနော်သခင်ယေရှုကသူဟိုဘယ်ချမ်းစာကမှနော်ကဘာဦးကလည်းကြည့်ကြည့်လဲတမတေကျမ်းတဲ့အထိနော်ဟိုမြတ်တာစကားမပြောဖို့စီလုံးရေးစကားမပြောဖို့မသားမြင့်ထားပါဘူးနော်သူများလို့တမျှဟောအကောင်းရင်ခံနေဖို့ဖိန်ခံနေဖို့ဟိုနေမြေတွေတင်းစီနေဖို့လေဘယ်သူမှဘယ်ချမ်းစာကမှမတင်းစီပါဘူးဒါ
ဒါမဲ့တခုရှိတာပေါ့ပေပါရဲ့ညာပါပြရဲ့ဟိုပြန်ရခိုင်းလာတော့ပါတာပေါ့နော်ဖယားလက်ထဲမှာတော့မှစစ်ပွဲတွေရှိတာပဲအေးဒါပေမဲ့ဖယားပါပြောလဲနော်ယုံကြည်ခြင်းနဲ့တိုက်အင်အားမသုံးနဲ့အင်အားဆော့နော်ငါရဲ့တကောဖယားရဲ့တကောယုံကြည်အင်အားဘယ်လောက်နဲ့ပဲတော့ဆိုမှဖယားကိုယ်တိုင်ကမတရားတဲ့စစ်မှုကိုဖယားကိုယ်တိုင်ကပြန်ပြီးစစ်တိုက်ခိုင်းတာပဲနော်ငါတို့အခုပညာသားဆိုတဲ့အမှုတော်ဆောင်စရာတွေလားအထူငွေပဲမျောတယ်ဆဲဖို့တကူပဲမျောနေပြီကမှပတ်စာပြောက်မှာဆဲဖို့တကူပြောက်မှာကြောက်ဘာမှမပြောရဲဘူးလူမျိုးတော့ရှေ့မထွက်ရဲဘူးဒီလိုလူမျိုးတွေရှာပဲဟိုအထူငွေပဲပြန်ပြီးနိုင်စားရချောင်းသမားတွေကိုလူမျိုးတော့ဘယ်သူမှရှေ့မထွက်ရဲမပြောရဲဘူးပြောတဲ့လူကြတဲ့ဟိုအပုတ်ချဖြစ်နိုင်ကိုမရတော့မှပြေးပြီးအေးကိုချခိုင်းမှအမျိုးတွေတဲ့ပြောတာခမရတို့မုန်းချင်မုန်းချင်နေဘာမှမဖြစ်ဘူးငါကချင်းလူမျိုးဖြစ်လို့ချင်းအမျိုးသားကြီးကိုပြောတာငါတို့ချင်းပြည်နယ်တောင်ပိုင်းမှာလည်းဒီအေကိုခေါ်လာတဲ့တန်ပတ်တယ်ပြီးမှလည်းခမရတို့စဉ်းစားဖို့အချိန်တန်ပြီနော်သူတို့စဉ်းစားဖို့အချိန်တန်ပြီနေရယူအာနာယူရာထူးယူပြီးမှမလုပ်နဲ့ကိုလူမျိုးအရေးကိုကြည်စားမှာငါတို့မဟာမိတ်မှာနဲ့ငါတို့အမျိုးသားကြီးကိုထိခိုက်နေသလားမထိခိုက်ဘူးလားနော်ငါတို့လူမျိုးထိခိုက်နေသလားဘလို့လဲငါတို့ပြည်သူလူထုကိုထိခိုက်နေဆိုတဲ့ကြည်တတ်ဖို့မြင်တတ်ဖို့လိုတယ်ကိုတွေကတော့ထင်တာပေါ့တခြားပလဲဝနေဒီမတူပြီနေဒီဟိုဖြစ်ပြကြတော့ငါတို့ကံပလဲမှာငါနေမြေပေါ့ငါတို့တာရင်သူနေမြေအေးဆေးပေါ့သူနာနေတယ်ဘယ်ဟုတ်မလဲဟိုအင်ဖြုတ်ပေးပါတော့ဆွေဖို့ပြောတာမှာငါတို့နေမြေအေးဆေးပေါ့ငါလည်းသူနာနေတာစောက်ကြက်မကောင်းဘူးငါလည်းသူများတွေဘယ်တော့ခံရကိုယ်နေမြေမခံရဘူးဆိုတော့သူနာနေတာမဲ့ငါလည်းတခါကျစောက်ကြက်ကောင်းတာမဟုတ်ဘူးသူနာနေတာငါတို့နေမြေမဘာမှမဘူးဘယ်ဟုတ်မလဲဟိုကောင်းတရားဟောတော့အင်ဖြုတ်ပြီးဆွေကြတယ်ငါတို့အုပ်ချုပ်ရမခံခြင်းနဲ့အဲ့ဒါကိုလာဟာလာနော်ရန်တိုက်တဲ့စကားလာပြောတာပေါ့တလိဆာခွေးတလိဆာချင်းတွေကရန်တိုက်တာတော့မနာလို့လာပြောမသားလက်ရှိဖြစ်ပြတဲ့အောက်မှာထိုင်ပြီးနေနားထောင်ပြီးမှအေးဦးထောင်းအောင်ရဟိုးတာကိုဒီလိုပစာကြီးဟာပြီးကြီးတွေပြောနေတဲ့လူတွေရဲ့နော်ဟိုပြောပြချက်တွေကိုကျွန်တော်ပြောနေတာCIA လဲချင်းပြည်ဆိုရတဲ့ CIA လဲပြတ်သားဖို့လို့နော်ကိုအမျိုးသားကြီးကိုဆုပ်ယုပ်နေသလားမဆုပ်ယုပ်ဘူးလားနော်ကြည့်ဖို့လို့တဲ့လူပုဂ္ဂိုလ်နော်စီရေးနိုင်ငံရေးမှာပုဂ္ဂိုလ်ရေးကိုမကြည့်နဲ့ကျွန်တော်ပြောတာ CIA ကိုလည်းတကယ်ပြောတာ CIA ကိုလည်းကျွန်တော်ပြောချင်တယ်ချင်းမျိုးသားတူနာမည်ခံထားတယ်အဲ့လိုပြောလို့ CIA ကအပုတ်ချတာမဟုတ်ဘူးချင်းညီနောင်လို့ပြောတဲ့ချိန်မှာလည်းချင်းညီနောင်ကအပုတ်ချပြီးပြောတာမဟုတ်တချို့ချင်းညီနောင်ပြောတာလည်းဆဲတယ်တချို့ CIA ပြောတာလည်းဆဲတယ်အပုတ်ချတာမဟုတ်ဘူးလူမျိုးကိုစားချင်းလူမျိုးကိုစားပြုစေချင်လို့ပြောတာ CIA လည်းချင်းအမျိုးသားတတ်မလို့ဖြစ်တဲ့တော့ပြတ်သားသိပြီနော်နေရတဲ့ကမှအာနာနေလို့မရဘူးပုဂ္ဂိုလ်ရေးရကြည့်လို့မရဘူးဒါအမျိုးသားရေးကြည့်ရမှာဟိုမှာချင်းညီနောင်ဖဲပဲအေး CIA ဟိုနာမလာနဲ့တိုက်ပလိုက်မှာဆိုပျောက်သွားတယ်ကြောက်သွားပြီဒီနာမလာနဲ့ပျောက်ကြောက်သွားလားဘာလဲမသိဘူးဒီခါနဲ့ပျောက်သွားအဲ့လိုပုဂ္ဂိုလ်ရေးအရာအဖွဲ့အစည်းမျက်နှာပုဂ္ဂိုလ်မျက်နှာပဲကြည့်တော့ချင်းလူမျိုးတစ်မျိုးသားလုံးရဲ့အမျိုးသားရဲ့နစ်နာပြီနော်ကျွန်တော်ပြောတာကျွန်တော်တဲ့ပြောတာတဲ့တဖွဲ့နဲ့တဖွဲ့ပုဂ္ဂိုလ်ရေးပဲကြည့်ပြီးခါမှာလုံနေကြချင်းပြည်သူတွေနာပြီအခုကျွန်တော်တို့တော်လိုင်းမှာကြည့်ကြည့်လိုက်ချင်းပြည်သူကိုအမျိုးသားရေးကိုကြည့်တဲ့တော်လိုင်းရဲ့အဖွဲ့မရှိဘူးနော်အဖွဲ့အစည်းစောက်ခွပုဂ္ဂိုလ်ရေးစောက်ခွကြည့်ပြီးမှတော်ရကနေလူတွေကြီးပဲနော်အခုဘယ်ချင်းကမှအခုချင်းပြည်နယ်ကိုစားမပြုတ်သေးဘူးငါတို့ချင်းပြည်နယ်တောင်ပိုင်းမှာကျွန်တော်ပြောတယ်ချင်းပြည်နယ်တောင်ပိုင်းမှာကျွန်တော်ချင်းပြည်ကိုစားပြုတ်တဲ့အဖွဲ့အစည်းပဲအဖွဲ့အစည်းမှမရှိသေးဘူးချင်းပြည်သူကိုရန်သူပြန်လုပ်တဲ့လူဒီချဲပဲညတော့လည်းကျွန်တော်တေချာတလုံးချင်းစင်းပြတော့ချင်းတလိစာဟိုပကမဆေးတော့လက်မဆေးတဲ့ဟို
မင်းစားတဲ့အမျိုးကလာပြောသေးတာအတက်ကြီးပြီးကြားမပြဘူးတဲ့ငါဖေမွေးတဲ့ချောင်းလန်းတောင်မှစောက်တာကြီးမရှိတဲ့ကောင်ငါလာစနေသေးတယ်နော်အခုမှချင်းအမျိုးသားရဲ့အကြောင်းမတီးတန့်လေး2014နှစ်ဝက်လောက်ကစားပြီးချင်းအမျိုးသားပဲတီးတန့်ပြောတော့တခြားတရီမီလီယာတွေလည်းမတင်တော့တာနော်2015နဲ့စပြီးကကိုတွေပြောတဲ့မြတရီမီလီယာတွေလည်းအကုန်ပြန်တင်တယ်နော်ဒါတနိုင်ငံလုံးရဲ့အတိုင်းတောင်ပြောတာကိုချင်းလည်းပြောတယ်တနိုင်ငံလုံးအတိုင်းတောင်ပြောတယ်ပြန်တင်တယ်အခုငါတို့ချင်းအကြောင်းလေးပဲတီးတန့်ပဲပြောတော့တဲ့ချိန်မှာနော်ငါတို့ဘယ်တရီမီလီယာကလည်းငါတို့ပြီးတော့ဘယ်မတင်ပေးတော့ဘူးငါတို့ချင်းလူမျိုးအရေးလဲဘယ်အဖွဲ့အစည်းကမှလက်မခံတော့ဘူးဆိုတော့ပြောချင်တာငါတို့ချင်းလူမျိုးတဲ့အမြင်ကြီးမြောင်းတယ်။အော်တီဦးလေးကဘာဒီပြောနေတာလဲအမျိုးသားရဲ့အကြောင်းပြောတာလားပုဂ္ဂိုလ်ဆွဲပြောတာလားဘာသာဆွဲပြောတာလားလူမျိုးဆွဲပြောတာလားလို့လဲမကြည့်တာကြဘူးအဲ့လိုလဲမကြည့်တာကြဘူးကို့အမျိုးသားကြီးကိုဦးတီပြီးပြောလဲခမရအတက်ကြီးကြပ်မပြီဘူးရတယ်လူကြီးတော့ဟိုလက်တန်လောက်နဲ့စောက်အောင်တော့ကမရှိဘူးကို့အမျိုးသားကြီးကိုစီးလုံးစေချင်လို့ဒီလိုချစ်ဆက်စေချင်လို့ပြောတာအတက်ကြီးပြီးကြပ်မပြီဘူးတဲ့အဲ့လိုချင်းနွားချင်းတလိပ်စာချင်းခွေးတွေရှိနေတယ်ဘာမှမသိဘူးဒီလိုလူမျိုးတွေအကောက်ထဲဝင်ကြည့်လိုက်အသေးခွဲတဲ့ဟိုစာခံစားရတဲ့စာစောက်လို့ဟိုသမင်းချက်တော့မိခလို့မဖွတ်မိတဲ့အကြောင်းတွေပဲရေးတဲ့စောက်မျိုးတွေနော်မင်းတို့ချင်းတွေကအမြဲတမ်းစီဟိုပြောတာလဲတကယ်ရင်နာဖို့ကောင်းတယ်အခုငါတို့ချင်းမီနဲ့တောင်ဘက်မှာချင်းပြည်သူကိုစားပြုတယ်လူဘယ်အဖွဲ့မှမရှိသေးဘူးစောက်ကြီးတဲ့စောက်ကျန်တဲ့လာပြောတယ်ကျွန်တော်ကအကိုသိတယ်နော်ချင်းပြည်နဲ့ဟိုချင်းပြည်သူကိုရန်သူပြန်လုပ်တဲ့လူတွေချဲပဲအားဒီတကယ်ပြောတာစိုးပြောတော့ကျွန်တော်ဟိုရခိုင်လူမျိုးမဖြစ်ခဲ့တဲ့နားတယ်သိလားငါရခိုင်လူမျိုးဖြစ်အခုချင်းနေနဲ့ပေါင်းပြီးမှသူတို့ဘင်းမှာပါလုပ်လို့ရမှာနော်တာပေါင်းညာစားကောင်းကောင်းလုပ်လို့ရမှာအဲ့တဲ့ကလာပြီးအင်းစင်ကိုအမျိုးမျိုးလာနေတာကိုလက်ခုပ်ပြန်တီးပေးကြတယ်အမကိုယ်ကွယ်လိုက်ကြနော်ချင်းမီနဲ့တောင်ပိုင်းမှာအေးရဲ့လီကိုအမကိုလိုပုံထုတ်လိုက်နော်ထောင်းမြတ်နိုင်ရဲ့လက်ဦးရောပုံအကြီးထုတ်လိုက်အဲ့ပုံထုတ်ထောင်းမြတ်နိုင်လက်ဦးကြီးကိုချင်းမီနဲ့မှာဟောလွတ်လိုက်ရဲ့ကြောက်တိုင်ဆိုမှထောင်းမြတ်နိုင်လက်ဦးရောပုံထုတ်ဖို့အထူကောက်လိုက်အမဆက်အတီးတရားမရှိတဲ့ချင်းနဲ့ပါလေတရားကလာပြန်မယ်ဟောမှာပါလေဘယ်ပြောလာပြန်သူကဘာပြောတာလဲအလုံးမလုံးပါလဲပြောတော့လေဟာအော်ဒီမှာအေးလီမနေတဲ့ဟွာချင်းလက်မရှိပကမရှိပဲနဲ့ဟောသမင်းစားတဲ့အမျိုးဒီမှာရေးလာပြီစောက်ယူတဲ့ပြီးတော့ပါလေအလုံးပါဆိုလဲတဲ့အေးလီပါတဲ့ကောနော်ဟောကျွန်တော်ချေးလူပြောဒီမစည်းလို့တဲ့အကြောင်းပြောတော့သူကတအားခံစားတယ်အေးလီမတဲ့ပကမရှိလက်မရှိတဲ့သမင်းစားတဲ့အမျိုးဒီမှာပြောဆဲလာပြီသိလားဒီလိုလူမျိုးတွေကသူ့အကောက်ထဲဝင်ပြီးကြည့်တော့သူ့စောက်ခွက်ကတော့မဆိုးပါဘူးလူရုပ်ပေါက်ပါတယ်ဒီမှာပေါ့ဟာခါအင်ဂျီနဲ့ဝတ်တယ်ဒီမှာအကောက်ပိုက်စီသိလားသူ့စောက်ခွက်တော့လူရုပ်ပေါက်တယ်ဒါပေမဲ့သူ့စိတ်ဓာတ်ကတော့သူ့ရဲ့စိတ်ဓာတ်သူ့ရဲ့အုံနောက်ထဲမှာအေးလီတွေပြည့်အေးလေးတွေပြည့်နေတယ်ထက်ဝက်လက်မရှိတဲ့ဖတ်ဆိုလက်ကိုချွေးနဲ့ဆေးပြီးသမင်းစားတဲ့အမျိုးလေးသိလားကိုချင်းလူမျိုးအကြောင်းကိုတေးချဆင်းပြလဲလက်မခံဘူးဘလို့ပြောပြီးမှသူတို့နားလဲမလဲတော့မသိဘူးငါတို့ချင်းနေအဲ့လိုရှိတယ်သိလားခမကြလားခမဟောဝတ်ဆိုဝတ်တာတော့ဟောဟာခါအင်းကြီးဝတ်တာပဲငါတို့တောင်ပိုင်းချင်း
OK အဲ့လောက်ပဲနော်အဲ့တော့ငါတို့ကံပလဲမျိုးနဲ့ဟိုဘောငါတို့တားရင်သူနဲ့မြေမှာတော့မှအေးကိုလက်မခိုင်ရတဲ့ဟိုအင်းပါဖြုတ်ပြီးမှဆွေးရမယ်တဲ့နော်အဲ့ဒါမင်းတို့မေးလင်းဟိုဥထောအောင်ကိုတဲ့ဟာတပတ်တီတီခရီးစီနဲ့လည်းဟောတာပြောပြတယ်နော်အဲ့ဒါကောလာဟာလာယာလာတိုက်တာဟိုဘာပေါက်ကလာပြောတာမဟုတ်လက်ရှိနော်ပြီးဟိုကံမလဲပြီးသူဥချုပ်ရေးကလုံချုံရေးလုပ်ပေးပြီးခါမှဟိုအေးအရာရှိကတရားလိုက်ဟောနေတာပြောပြတယ်ချင်းတော့ချင်းတလိဆန်နေဟိုချင်းခွေးဒီနာပါကြလားကြားကြသလားနော်ကျွန်တော်အခုစူဆဲနေတဲ့ကြားထဲမှာချင်းလူမျိုးမပါဘူးနော်ကိုဟာကိုငါတို့ကအမျိုးသားစိတ်ဓာတ်အပြည့်ရှိတယ်လို့ခါယူထားကပြောတယ်မလားတဲ့နော်အေးအားကိုပြီးမှကိုအင်ကိုပါဖြတ်ချင်နေတဲ့ချင်းနွားတွေကိုပြောတာချင်းတလိဆန်ချင်းခွေချင်းနွားတွေမျိုးမစီချင်းသူကပြောသေးတယ်ပါလေအလုံးမလုံးပဲတဲ့အရေးပါချင်းလို့အလုံးမလုံးပဲတဲ့အရေးပါချင်းလို့မရဘူးတဲ့အဲ့ဒါပြောတာဟောဟိုသူကဟိုအမငါတို့တောင်ပိုင်းချင်းသူကဟာကအင်ကြီးတော့ထားတယ်နာမည်တော့မပြောပါဘူးပုတ်ကွေတိခိုင်လို့မဆိုအလုံးမလုံးပဲအရေးပါချင်းလို့မရဘူးတဲ့ကျွန်တော်ပြောတဲ့အဲမှာကျွန်တော်အရေးပါချင်းတယ်လို့ပြောတာလေတခွမ်းမှမရှိငါတို့သိလားမင်းတို့လိုချင်းတလိဆန်ချင်းနွားတွေကိုချင်းပြတာငါတို့ကအလို့မလို့ပဲနဲ့အရေးပါချင်းနေတယ်လို့ပြောတာမဟုတ်ဘူးချင်းလူမျိုးတွေကိုသူတို့ခံရတဲ့ကြောင့်အေးရဲ့အုပ်ချုပ်မှုအောင်မလို့ချင်းရင်ဟိုလက်မခံရင်အင်းဖြတ်ပြီးမှဆွေသွားပါလို့ငါတို့နေမြေမှာလာအေးကတရားလာဟိုတာကိုပြောပြတာမင်းကအလို့မလို့ပဲအရေးပါချင်းလို့မရဘူးဆိုတော့မင်းမအေးမင်းတာပြန်လို့လဲမင်းငါပြောတဲ့စကားမင်းတေချာနားလဲအောင်ကြားလားငါပြောတဲ့စကားကိုမင်းနားလဲအောင်နင်းမင်းပြန်လို့လိုက်ကြားလားမင်းတို့အေးလီကိုတခါတည်းအားကိုးနေတယ်မင်းတို့ကောင်းတယ်ကြည့်ကြည့်လိုက်ကိုတွေကတေချာအမျိုးသားရေးအကြောင်းတလုံးချင်းရှင်းပြရင်လဲမင်းတို့ပြောချင်တာတွေစောက်ပြောတယ်စောက်ယူတယ်အုံနောက်ရှိမလဲမလေးစားလာလို့တဲ့တပိစားဘူးတဲ့ကိုခိုးပါဖောက်ဆိုပကာကိုခါပြီးခါပါတပိစားတဲ့ပြောတယ်တေချာရှင်းပြတယ်နားမလဲဘူးအမှားဆိုခမရတို့ကကျွန်တော်ကိုဆဲရမှာဘယ်နေရာဆဲရမှာသိလားငါကအမျိုးသားရေးတစ်စပေါ့ချင်းလူမျိုးကိုရောင်းစားတဲ့ချင်းလူမျိုးကိုဆုတ်ချတဲ့ပုတ်ချတဲ့တခြားလူမျိုးနဲ့ပြန်ပေါင်းပြီးမှချင်းလူမျိုးကိုကဲ့ရဲ့ဆုံးချနေငါ့လေတော်ထိပလိုက်ရမှာအခုကငါကချင်းလူမျိုးဆေးပါရက်တီပြောတဲ့လူကိုမင်းကပြန်ပြီးရန်စားတယ်ဆိုတော့နင်းမေရောနင်းနမရောနင်းမိမရောခိုးတော့မအေးစမဖင်တော့ခံစားလိုက်တော့ငါလောမဆောက်ချင်းကြားလားအသွေးကိုရှိရောက်လာတာကတော့ဒီမလေးစားနိုင်ငံမှာလည်းရောက်နေပြီဟောမှာပြောင်းဘူးအခွန်ပါစားတဲ့ခေတ်မဟုတ်တော့ဘူးအသွေးကိုရှိအုံနောက်ရှိနော်ဒီလိုနိုင်ငံတွေမှာဖွံ့ဖြိုးတိုးတက်တဲ့နိုင်ငံတွေတော့ရောက်လာပြီအသွေးကိုလည်းမြင်ကြလားနော်